ကိုရီးယားနိုင်ငံလှပတဲ့တရားကြီးစီကိုကျွန်တော်တို့တူတူလိုက်ခဲ့ရမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်ကလောက်ကပြန်လာတဲ့အချိန်ပေါ့နော်လမ်းမှာတွေ့လို့ပေါ့နော်ဒီလမ်းလေးကွာဆုံတဲ့နေရာမှာတရားကြီးကတော်တော်လေးကိုအယောင်တွေကလင်းလက်ပြီးတော့လှနေလို့ပေါ့နော်ကျွန်တော်အပေါ်ကနေပုံတက်ရိုက်လာတာဖြစ်ပါတယ်ပေါ်ကနေကြည့်ရမြင်ကွင်းဘယ်လောက်ကြီးလှပရဲဆိုတာပေါ့နော်သိရအောင်လို့ကျွန်တော်တို့တူတူတရားပေါ်တူတူတက်ကြမယ်လာသွားမယ်အခုဆိုရင်တော့ကျွန်တော်တရားပေါ်စတက်နေပါပြီလမ်းလေးကွာဆုံတဲ့နေရာဆိုပေါ့နော်အပေါ်ကနေကြည့်ရင်တော်တော်လေးလှမယ်လို့ကျွန်တော်ထင်လို့ပေါ့နော်အပေါ်တက်ကြည့်မှာပါကျွန်တော်မြန်မာပြည်မှာရှိရပေါ့နော်ကျွန်တော်ရဲ့ပိုလိုဝါးတွေကလည်းသိရအောင်လို့ပေါ့နော်ညီကောင်မနှမတွေလည်းသိရအောင်လို့ကျွန်တော်အပေါ်ကနေတက်ပြမှာပဲဖြစ်ပါတယ်တော်တော်လေးကိုလှပါတော့နောက်ကတိုက်တွေနဲ့ပေါ့နော်ကားတွေနဲ့ဆိုတော့တော်တော်လေးကိုရှူခင်းရမိုက်တယ်နောက်မှကျတော့တရားရတယ်ပေါ့နော်သူကမီးကအယောင်တက်ရောင်လည်းမဟုတ်ပေါ့နော်အယောင်မျိုးစုံပြောင်းနေတာပေါ့နော်ပြေးပြေးတရားပေါ်ရောက်သွားပြီဆိုတော့လေယာဉ်လည်းတိုက်နေတာဆိုတော့အဲ့လိုမျိုးပေါ့နော်စိတ်လည်းပေါ်ပါပေါ့နော်တော်တော်လေးကိုကြည်နူးစရာကောင်းပါတယ်ခင်ဗျားတို့လည်းမြေစနာမြည်ပြီးသွားပြီဆိုတော့ကျွန်တော်အောက်ကိုပြန်ဆင်းมาတော့မယ်ကျွန်တော်အိမ်ကိုပြန်အောင်ပါပေါ့နော်အိမ်ရောက်မှထမင်းရချက်အောင်ပါဟောသမားလေးဆိုပေါ့နော်အိမ်ရောက်ရင်စားလည်းလောက်အောင်မယ်အားမလို့ပေါ့နော်အားလုံးမနိုင်ပါ